ပို့ဆိုင်နဲ့ဆက်သွယ်ဝင်ကြီးဌာနမြမမီရထားအနေနဲ့ရထားစီးခီးသွားပြည်သူများအားရထားလက်မှတ်ဝယ်ယူရမှာလွယ်ကူအဆင်ပြေစေရအတွက်ရထားလက်မှတ်များကိုအွန်လိုင်းမှာဝယ်ယူ၍ငွေပေးချေခြင်းစနစ် ORTP အားအကောင့်ထဲပေါ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။အဆိုပါစနစ်အားရှေ့ပြေးစမ်းသပ်မှုအစီအစဉ်ဖြင့်ရန်ကုန်မန္တလေးရထားလမ်းမအတွင်းဖေဖော်ဝါရီလ9ရက်နေ့မှာပြေးဆွဲပေးပြီးရန်ကုန်မန္တလေးရန်ကုန်လူစည်းအမြန်ရထားရန်ကုန်နေပြည်တော်ရန်ကုန် DEMU အမြန်ရထားနဲ့ရန်ကုန်နေပြည်တော်ရန်ကုန် DEMU အမြန်ရထားနဲ့အမှတ်29အစံ28အစုံမန္တလေးနေပြည်တော်မန္တလေးလူစည်းအမြန်ရထားခီးစဉ်များရဲ့ရထားလက်မှတ်များကိုဖေဖော်ဝါရီလ1ရက်နေ့မှစတင်၍ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ORTP စနစ်ဖြင့်ရန်ကုန်မန္တလေးရထားလမ်းမအတွင်းရှိလူစည်းအမြန်ရထားများစီးနင်းလိုက်ပါရန်လက်မှတ်များဝယ်ယူရမှာခီးစဉ်အစအဆုံးစီးနင်းလိုက်ပါလိုပါက9ရက်ကြိုတင်၍၎င်းဂျားဘူတာများမှစီးနင်းလိုက်ပါလိုပါက3ရက်ကြိုတင်၍၎င်းဝယ်ယူနိုင်ကြောင်းသိရပါတယ်။အဆိုပါစနစ်ကိုအသုံးပြုမည်ဆိုပါကမိမိအသုံးပြုလိုသည့် browser တစ်ခုခုကိုဖွင့်ပြီး ortp.railway.gov.mm ဆိုတဲ့ link အားရိုက်နှိပ်၍စနစ်သို့လွယ်ကူစွာဝင်ရောက်နိုင်မှာဖြစ်ကြောင်းနဲ့လက်ကင်ဖုန်းဖြင့် scan ဖတ်၍လည်းဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ခီးသွားပြည်သူများအနေနဲ့အွန်လိုင်းမှာလက်မှတ်များဝယ်ယူရန်အခက်အခဲတစုံတရာရှိပါကလည်းသက်ဆိုင်ရာဘူတာယုံလက်မှတ်ယုံများသို့၎င်းလက်မှတ်ဝယ်ယူခြင်းနှင့်ဆက်လင်း၍သိရှိလိုသည်များရှိပါကမြမမီရထားရဲ့ hotline ဖုန်းနံပါတ်1188သို့၎င်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာကြောင်းမြမမီရထားမှသိရှိရပါတယ်ရှင်။